Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အဓိကပေါ့နော် analysis ကိုလုပ်ပေးမယ့်အကြောင်းအရာတွေကတော့ဒီမနေ့ကကျွန်တော် SL အနေနဲ့နှစ်ကြိမ်ဆက်တိုက်ထိသွားခဲ့တာပေါ့နော်အဲ့တော့ဒီဟာအတွက်ကတော့ကျွန်တော်ဘယ်လိုမျိုးပုံစံ SL အနေနဲ့ထိသွားခဲ့တယ်လဲဘာကြောင့်ထိသွားခဲ့တယ်လဲဆိုတာကြတော့ကျွန်တော်အနေနဲ့ပြောပြပေးမယ်ပေါ့နော် Okay ဒီ entry အတွက်ကဆိုရင်တော့ကိုယ်တိုင်ကတော့စိတ်အတွက်နဲ့ဝင်ပြီးတော့ဘယ်လိုပြောမလဲလောက်ခဲ့မိတာပေါ့နော်ဘာ confirmation မှလည်းမစောင့်နိုင်မဲ့နဲ့ဒီလိုမျိုးပုံစံ over trade ကိုစိတ်ကအဲ့လိုမျိုးပုံစံဖြစ်သွားခဲ့တာပေါ့နော်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်တော့ဒီနေရာမှာဘာကြောင့်ဆဲဝင်ခြင်းတဲ့စိတ်ကဖြစ်ချင်တာလဲဆိုတာကျတော့အကြောင်းရင်းတော့ဒီမှာကျတော့ order block တစ်ခုအနေနဲ့ရှိတယ်ဆိုပြီးတော့ကျွန်တော်တော့ဒီမှာ demand zone ဆိုပြီးတော့supply zone ဆိုပြီးတော့ကျွန်တော်တော့ဒီတတ်မှတ်လိုက်တာပေါ့နော်အဲ့မှာပဲကျွန်တော်တော့ဒီမှာ rejection တွေပြလာခဲ့ပြီးမှာတော့ဒီ5 minute မှာကျတော့ဒီနားမှာကျတော့ out trend support ဖြစ်နေတော့မယ်အဲ့ကတော့ကျွန်တော်ကိုယ်တိုင်လည်းသိတယ်ဒါပေမဲ့ဟို market ကိုတော့တိတ်ပြီးတော့ဟိုကိုယ်စိတ်နဲ့ထင်ပြီးတော့ဒီ market ကတော့လုံးဝကိုတော့ဟိုမတက်မဲ့လုံးဝကိုတက်မှာမဟုတ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ဒီမှာအဲ့တော့ကျွန်တော်1 minute မှာပြန်ပြီးတော့ကြည့်လိုက်မယ်1 minute မှာပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်း1 minute မှာဆိုရင်လည်းလုံးဝကိုတော့ဟိုချော့နေတယ်ဖြစ်တာမရှိဘူးပေါ့နော်အဲ့ကိုလေကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲ confirmation တစ်ခုပဲယူခဲ့တာပေါ့ဒီအပေါ်က rejection နဲ့ပြီးတော့ candle ကဟာလီကပေါ့နော်အဲ့တော့ဒီမှာကျတော့ဟိုပါပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းဒီမှာပေါ့နော်ဒီကန်တန်နဲ့ကျွန်တော်တော့ဒီ9 page 10 page ဝန်းကျင်လောက်ပဲဆိုးဆင်းလာခဲ့တာပေါ့နော်ဒါပေမဲ့ဘာကြောင့်ဒီအောက်ကိုမ break နိုင်တဲ့အကြောင်းကြီးကတော့ဒီမှာကျတော့ support အနေနဲ့ဖြစ်နေခဲ့တာဒီမှာအားလုံးမြင်တွေ့တဲ့အတိုင်းပါပဲဒီ line ကိုထိတဲ့ခါတိုင်းသူအတင်းပြီးတော့တက်နေတာဒီ line အောက်ကဖောက်နိုင်မှသာကျွန်တော်တို့ဘက်ကဆဲမယ်ဆိုရင်ရမယ်ပေါ့နော်အဲ့ဟာကိုကျွန်တော်နေလုံးဝကတော့မစောင်းနိုင်ပဲနဲ့ဒီမှာတန်းပြီးတော့ entry ဝင်လိုက်တယ်ဝင်လိုက်ပြီးတော့နောက်ဆုံးကျဘာဖြစ်တော့တလဲဆိုတာကျတော့ SL အနေနဲ့ထိသွားခဲ့တာပဲအဲ့တော့ SL ထိသွားပြီးနောက်ပိုင်းမှာပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဘက်ကနိုင်ရမယ်ပေါ့နော်30မိနစ်ဖြစ်ပေါ့နော်ကျွန်တော်တော့ထပ်ပြီးတော့ဟိုဘယ်လိုပြောမလဲအကောင့်မှာကျတော့$15လောက်ပဲကျန်နေတော့တာဒီအဓိကဒီဟာကဆိုရင်တော့$100ကနေ$1000ရအောင် trade မဲ့အကောင့်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒီဟာဒီဘက်မှာကျတော့ဒီ challenge ကတော့ကျွန်တော်အောင်မှာမဟုတ်တော့ဘူးပေါ့နော်နောက်ပိုင်းကျတော့ကျွန်တော်ပြန်ပြီးတော့စမယ်အဲ့တော့ဒီ$15တွေကလေကျွန်တော်နောက်ဘက်ထိတော့မထားချင်တော့ဘူးအဲ့တော့ဒီနေ့ဒီဘက်မှာပဲကျွန်တော်အကုန်လုံးအနေနဲ့ရှောင်းခံလိုက်တော့မယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာကျွန်တော်ဒီနားမှာကျွန်တော်ထပ်ပြီးတော့ entry ဝင်လိုက်တာပေါ့နော် set entry နောက်ဆုံးကျတော့ကျွန်တော်အနေနဲ့ SL ထပ်ပြီးတော့ထိသွားခဲ့တာပဲ SL ကတော့ကျွန်တော်နှစ်ကြောင်းအနေနဲ့ဝင်ခဲ့တာပေါ့နော်အဲ့တော့နှစ်ကြောင်းဆိုတာကျတော့ဒီမှာ9 page ကျော်လောက်သိရှိနေပြီ$15လောက်သိရှိနောက်ဆုံးကျတော့ကျွန်တော်ရဲ့ကောက်ကတော့ဟိုဟာပျောက်သွားတာပဲပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့အနေနဲ့ဘာတွေများသင်ခန်းစာရသွားတယ်လဲဆိုတာကျတော့အဓိကပေါ့နော်ကျွန်တော်တို့အနေနဲ့ seven channel ကိုရောင်းတော့မယ်ဆိုရင်လည်းရုံဆုံးသတိထားရမှာကျတော့ out trend support ဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကဒီ out trend support break out ဖြစ်နိုင်ပြီဖြစ်မှသာကျွန်တော်တို့ဘက်ကရောင်းဘက်ချမ်းကိုစဉ်းစားပေးရပါမယ်ပြီးရင်တော့ဒီ market structure နဲ့ chop ဖြစ်ပြီးမှသာကျွန်တော်တို့ဘက်ကဟိုရောင်းတာကျတော့ပိုပြီးတော့တေချတာပေါ့နော်ဒီခါလေးကျရင် confirmation တစ်ခုထဲနဲ့ကျွန်တော်တို့ဘက်ကဟိုဟာယူမယ်ဆိုရင်တော့သူကတော့နည်းနည်းလောက်ပဲစိနေဒီမှာကြောက်တော့ကျွန်တော်ဝင်တဲ့နေရာကတော့မှန်တယ်ပထမဆုံး entry ကပေါ့နော်ဒါပေမဲ့ဒီ out trend support ကတော့ဒီ line ကိုထိတဲ့ခါကျရင်သူပြန်ပြီးတော့တက်နေတာအဲ့တော့ဒီပထမ entry ကကျတော့ကျွန်တော်ဝင်တဲ့နေရာမှန်တယ်ဒါပေမဲ့ဒီအောက်ကိုမ break နိုင်တဲ့အကြောင်းသူကတော့ SL ကိုစပြီးတော့ပြန်တက်သွားတာဒါပေမဲ့နောက်ဆုံးဟာကျတော့ကျွန်တော်အနေနဲ့ဒီဟာတွက်ဆိုရင်တော့ entry မှားပြီးတော့ဝင်လိုက်တာပေါ့နော်ဘာလို့လဲဆိုတာကျတော့ဒီမှာမြင်တွေ့တဲ့အတိုင်းပါပဲဒီမှာ POS ဖြစ်ခဲ့တာပေါ့နော် POS ဖြစ်ပြီးမှတော့ဒီမှာဒီအောက်က SPG ကိုလည်းသူကတော့ rejection ပြခဲ့တယ်အဲ့တော့ဒါမျိုးပုံစံဆိုရင်တော့ဈေးကွက်ကလုံးဝကိုဆင်းမှာမဟုတ်တော့ဘူးသူကတော့အပေါ်ကိုပဲထုတ်ဖောက်ဖို့များတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တွက်ကတော့ဆိုရင်တော့ဟိုဒေါ်လာရဲ့ဆိုရင်$15လောက်ပဲဆိုရင်ရန်တော့မများဘူးပေါ့နော်အဲ့တော့ဒီမှာထိသွားခဲ့တာပဲဒီဟာနှစ်ခုနေနဲ့အဲ့အကြောင်းကျွန်တော်တို့အမှတ်ထားရမှာကျတော့ out trend support ဖြစ်နေတဲ့အချိန်ပြီးတော့ BOS ဖြစ်နေတဲ့ဟာရယ်ပြီးတော့အောက်က SPG တို့ရှိနေဆိုရင်တော့ကျွန်တော်တို့ဘက်ကရောင်းမဲ့ချမ်းကိုစတင်စဉ်းစားတော့မယ်ဆိုရင်တော့
ပေါ်နော်ဒီရုံဆုံးဒီ support line နေရာမှာ break out ဖြစ်ပြီးမှဒါကျွန်တော်တို့ဘက်ကအရောက်ဘက်ချမ်းကိုစပြီးတော့စဉ်းစားလို့ရမယ်နောက်ခုကျတော့ market structure နဲ့ chop ဖြစ်ပြီးမှဒါကျွန်တော်တို့ဘက်ကဟိုပါပေါ့နော်စတင်ရောင်းလုပ်လို့ရမယ်ပေါ့နော်ဒါပေမဲ့ရောင်းတော့မယ်ဆိုရင်လည်းအပေါ်ကဟာတွေကတော့ဥမာ order block ရှိနေသလားနောက်ခုကျတော့ fabric ရှိနေသလားဆိုတာကျတော့ဒါတွေကလည်းကျွန်တော်တို့ဘက်ကကြည့်ပြီးတော့အဲ့နေရာမှာကျတော့စပြီးတော့ entry ဝင်ရမယ်ပေါ့နော်ဒါကျွန်တော် set entry တော့ကျွန်တော်ပြောပြတာပေါ့နော်ဒါပေမဲ့အခုလိုမျိုးပုံစံဖြစ်နေတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ဘက်ကရောင်းမဲ့ချမ်းလုံးဝကတော့ရောင်းလို့မရဘူးဒါဒီဟာနှစ်ခုကဆိုရင်ကျွန်တော်ကတော့အမှားတစ်ခုအနေနဲ့လုံးမိသွားခဲ့တာပဲပေါ့နော်အဲ့တော့ဒီနေ့ရဲ့ video တော့ဒီလောက်ပဲပေါ့နော်အခုလက်ရှိကျွန်တော်ရဲ့ပြောပြခဲ့တဲ့ဒီ video တော့အားလုံးအကျိုးဖြစ်လိုက်မယ်လို့ထင်ပါတယ်ကဲလို့ခုလိုမျိုးကျွန်တော်ပြောပြခဲ့တဲ့ video တွေကိုမိတ်ဆွေတို့အနေနဲ့အကျိုးဆောင်တရားရရှိခဲ့မယ်ဆိုရင်လည်းကျွန်တော်ရဲ့ video တွေကို like and share အနေနဲ့လုပ်ပေးခဲ့ကြပါဦးနောက် video တွေမှာကျွန်တော်တို့ဘက်ကပြန်ပြီးတော့တွေ့ကြပါမယ်